အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ဒေါက်တာနီလာဝင်းဖြစ်ပါတယ်ဒိုချီလက်ကနေ knowledge sharing topic အနေနဲ့ဒီနေ့ပြပြလိုတာကတော့စက်တနီမှာကြာရောက်တဲ့ triple ထိန်းချုပ်ရေးအတွက်ဘက်ဆောင်ကာကွယ်နှိမ်နင်းရေးနည်းလမ်း integrated pest management အကြောင်းပဲဖြစ်ပါတယ် triple တွေကိုtriple တွေဟာစက်တနီမှာကြာရောက်တဲ့အခါမှာစက်တနီရဲ့အထွက်နှုန်းကို30%အထိရှော့ချထိခိုက်စေပါတယ် IPM ဆိုအသုံးပြုရတဲ့ရွယ်ချက်ကတော့ပိုးမွှားတွေကိုလုံးဝချေမုံရံမဟုတ်ဘဲနဲ့စီးပွားရေးရထိခိုက်မှုမဖြစ်စေရင်ပမာဏတစ်ခုမှာပဲထိန်းချုပ်ထားဖို့ဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဆောင်ရွက်တဲ့အချက်ကတော့ monitoring လို့ခေါ်တဲ့စောင့်ကြည့်လေ့လာခြင်းမှာပိုးကောင်ရေအတွက်တွေကိုသိဖို့အတွက်ကိုခွင်းတွေကိုပုံမှန်စစ်ဆေးဖို့လိုပါတယ်အရွက်အခောက်တွေထဲမှာဝင်ရောက်ပြီးတော့သူကခိုအောင်ပြီးတော့မှတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုအရွက်အခောက်တွေထဲမှာတေချာအရွက်အခောက်တွေကြားထဲကိုလှပ်ပြီးတော့မှတေချာပိုးကောင်ရေကိုမှတ်တမ်းတင်ဖို့လိုပါတယ်ပေါ့နော်ပြင်းပြအားဖြင့်တစ်ပင်မှာtriple 15ကောင်အနေ25ကောင်ထိရောက်လာပါကနှိမ်နင်းလုပ်ငန်းတွေကိုစတင်သင့်ပါတယ်အဲ့လိုလုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာ blue sticky trap တွေဒါမှမဟုတ် yellow sticky trap တွေကိုအသုံးပြုပြီးတဲ့အခါမှာရွယ်ရောက်ပြီးသားပိုးတွေကိုစောင့်ကြည့်လို့ရပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့စိုက်ပျိုးခြင်းဖြင့်စီမံခန့်ခွဲမှုနည်းလမ်းဖြစ်တဲ့ cultural control ကိုအသုံးပြုခြင်းပဲဖြစ်ပါတယ် crop rotation တွေကိုအသုံးပြုပါတီးတဲ့တွေကိုစိုက်ပျိုးပါပေါင်းမြတ်တွေကိုရှင်းလင်းပါရေလောင်းတဲ့နည်းစနစ်ကိုအသုံးပြုတဲ့အခါမှာလည်း overhead irrigation လို့ခေါ်တဲ့အပေါ်ကနေပြီးတော့ရေဖြန်းပေးတဲ့နည်းစနစ်ကိုအသုံးပြုပါ mulching ကိုအသုံးပြုတဲ့အခါမှာလည်း silver reflected လို့ခေါ်တဲ့ငွေရောင်ပေါ့နော်မြေပုံးနဲ့အရာတွေနဲ့အသုံးပြုပြီးတဲ့အခါမှာပိုးဝင်ရောက်မှုတွေကိုဟန်တာပါစက်သွန်နီမျိုးတွေကိုရွေးချယ်တဲ့အခါမှာလည်းအရွက်မျက်နှာပြင်ပြောင်ချောပြီးဖျောင်းသားပါတဲ့စက်သွန်မျိုးတွေကိုရွေးချယ်စိုက်ပျိုးပါက triple ကြောက်ရောက်မှုကိုနည်းစေနိုင်ပါတယ်ပေါ့နော်တတိယအနေနဲ့ထိန်းချုပ်တဲ့နည်းလမ်းကတော့ဇီဝနည်းဖြင့်ထိန်းချုပ်တဲ့ bio control ဖြစ်ပါတယ် bio control လို့ပြောတဲ့အတွက်ကြောင့်မို့လို့ပတ်ဝန်းကျင်မှာရှိနေတဲ့တဘာဝရန်သူတွေကိုကျမတို့ကထိန်းသိမ်းကာကွယ်ဆောင်ရှောက်ပေးဖို့လိုအပ်ပါတယ်အဲဒါကြောင့်မို့လို့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာ natural enemy တွေကတဘာဝအတိုင်းကိုပဲအများကြီးကိုတည်ရှိနေတာဖြစ်ပါတယ်ဇီဝပိုးသက်ဆေးတွေကိုအသုံးပြုမယ်ဆိုရင်တော့ neem oil တို့ spinosad ကဲ့သို့ပေါ့နော်အစိတ်တောင်နေပါတဲ့ဆေးတွေကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်နောက်ဆုံးနည်းလမ်းအနေနဲ့အသုံးပြုမယ်ဆိုရင်တော့ဓာတုနည်းပေါ့နော်ဓာတုနည်းကိုတော့လိုအပ်မှသာပဲသုံးစွဲဖို့အတွက်ကိုအကြံပြုလိုပါတယ်ပိုးသက်ဆေးတွေကိုအသုံးပြုတဲ့အခါမှာလှည့်ပတ်ပြီးတော့ပေါ့နော်လှည့်ပတ်အသုံးပြုရဲဆိုတာ mode of action မတူတာတွေ group number တွေမတူတဲ့ဆေးတွေကိုတစ်မျိုးပြီးတစ်မျိုးကိုလှည့်ပြီးတော့အသုံးပြုဖို့ကိုပြောခြင်းဖြစ်ပါတယ်တစ်မျိုးတည်းကိုဇက်တိုက်နှစ်ကြိမ်ထပ်ပို့ပြီးတော့အသုံးမပြုရပါဘူးဒါကြောင့်မို့လို့ပိုးသက်ဆေးတွေကိုအသုံးပြုတဲ့အခါမှာဘေးကင်းဖို့ safety ဖြစ်ဖို့အတွက်ဆိုရင်ပိုးသက်ဆေးရဲ့အညွန့်ပေါ်မှာပါတဲ့ pH အတိုင်းကိုပေါ့နော်လိုက်နာပြီးတော့အသုံးပြုဖို့ဟာအရန်ကိုအရေးကြီးပါတယ်ပေါ့နော် IPA အနှစ်ချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့ trip တွေကိုပြော trip control တွေကိုလုပ်တဲ့အခါမှာ monitoring စောင့်ကြည့်ပါပိုးကောင်ရေအတွက်ကိုသိပါကြိုတင်ကာကွယ်တဲ့နည်းလမ်းတွေဖြစ်တဲ့ပေါ့နော်ကျွန်တော်တို့မျိုးရေးချဲခြင်းလုပ်ငန်းတွေကိုလုပ်ပါ cultural practices တွေဖြစ်တဲ့ပေါ့နော်စိုက်ပျိုးစဉ်မှာရေတွေကိုထိန်းချုပ်ပါပို့ဓာတ်မြေဩဇာတွေကိုကျွေးတဲ့အခါမှာလည်းတမန်ထက်ကိုလိုအပ်တာတွေကိုပို့ပြီးတော့ excessive amount of nitrogen တွေကိုကျွေးခြင်းကိုရှော့ချပေးလို့ရပါတယ်တဘာဝနည်းလမ်းတွေကိုအသုံးပြုပြီးတော့ပိုးသက်ဆေးတွေကို biobactericide တွေကိုအသုံးပြုပြီးတော့ပိုးကောင်နှိမ်နင်းမှုကိုကြိုးစားပါဓာတုဆေးတွေကိုတော့လိုအပ်မှသာအသုံးပြုပါ Okay ကျေးဇူးတင်ပါတယ်ရှင်